ညီကိုတွေအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့တွေကိုဘောလုံးဖန်မဟုတ်တဲ့လူတွေကမေးလေမေးထားရှိတဲ့မေးခွန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အသွေးထဲမှာပေါ်လာတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ညီကိုတို့ကိုနည်းနည်းလေးပြောပြချင်ပါတယ်အဲ့ဒီမေးခွန်းကဘာလဲဆိုရင်တော့မင်းတို့တွေဒီဘောလုံးပွဲဒီအသင်းကိုအားပေးပြီးတော့ဘာတွေရလို့လဲဒီအသင်းကရောမင်းတို့ကိုသမင်းကျွေးတာလို့လားဆိုပြီးတော့မေးလေမေးထားရှိပါတယ်တချို့ညီကိုတွေလည်းကြုံမှုမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့အယူအဆကိုကျွန်တော်ပြောပြရမယ်ဆိုရင်တော့ကျွန်တော်တို့တွေကဘောလုံးအသင်းတွေဘောလုံးပွဲတွေကိုကျွန်တော်တို့အားပေးတယ်ဆိုတာကသမင်းစားရဖို့အတွက်မဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်တို့တွေဒီအသင်းတွေဒီဘောလုံးပွဲတွေကိုကျွန်တော်တို့အားပေးလိုက်ရခြင်းအဖြစ်တခါတလေကြရင်ပတ်စံနဲ့တန်ဖိုးဖြတ်လို့မရတဲ့ပျော်ရွှင်မှုတွေစိတ်လှုပ်ရှားမှုတွေမိတ်ကောင်းဆွေကောင်းတွေကိုကျွန်တော်တို့ပိုင်ဆိုင်ခဲ့ရပါတယ်ဘောလုံးပွဲတွေဘောလုံးအသင်းတွေကိုအားပေးတဲ့ညီကိုတွေတိုင်းမှာသူတို့ရဲ့မေးလို့မရတဲ့ပျော်ရွှင်စရာကောင်းတဲ့ဒါစိတ်လှုပ်ရှားစရာကောင်းတဲ့အမှတ်တရတွေအများကြီးရှိမယ်လို့ကျွန်တော်ထင်တယ်အချို့ညီကိုတွေဆိုရင်သူတို့အားပေးတဲ့ဘောလုံးအသင်းပြိုင်ပွဲရှိတဲ့နေ့ဆိုရင်လက်ဖက်ရည်ဆိုင်ကိုသွားပြီးတော့သူတို့ရဲ့တငယ်ချင်းနဲ့တော်၎င်းဒါမှမဟုတ်ရင်ရင်ဘက်ချင်းတူတဲ့ဒါဖန်နေနဲ့တော်၎င်းအတူတူအားပေးကြတယ်အဲ့ဒီထဲမှာသူတို့ရဲ့အသင်းကဂိုးသွင်းလိုက်ပြီးဆိုရင်အတူတူအောင်ပွဲခံကြတယ်အတူတူပျော်ကြတယ်လက်ချင်းချိတ်ပြီးတော့အောင်ပွဲခံတာယူမလားပခုံးချင်းဖတ်ပြီးတော့အောင်ပွဲခံတာယူမလားစသဖြင့်အဲ့လိုအသင်းတွေကိုအားပေးခြင်းအဖြစ်ကျွန်တော်တို့တွေမှာဒါမေးလို့မရတဲ့အမှတ်တရတွေပျော်ရွှင်မှုတွေကိုကျွန်တော်တို့ပိုင်ဆိုင်ခဲ့ကြတယ်ဗျာကျွန်တော်တို့လိုမျိုးနိုင်ငံခြားမှာနေနေတဲ့ညီကိုတွေဆိုရင်လည်းဗျာသူတို့အပြင်ထွက်တဲ့ခါကျရင်ဒါယောက်ျားလေးချင်းချင်းစုံတဲ့ခါကျရင်ညီကိုကဘာအသင်းကိုအားပေးရလဲဘောလုံးဖန်လားအဲ့လိုမျိုးမေးရင်းကနေဒါသစိမ်းကနေအရန်ကိုချစ်ကြတယ်ဆိုတဲ့တငယ်ချင်းတွေမိတ်ဆွေကောင်းတွေကိုကျွန်တော်တို့ပိုင်ဆိုင်ခဲ့ကြတယ်တချို့တွေကကြတော့ကိုယ့်ရဲ့အိမ်မှာတယောက်တည်းဖြစ်တယ်ဆိုပေမဲ့ပေါ့နော်တော်တော်လေး pressure တွေရှိတယ်ဗျအလုံးနဲ့ပတ်သက်ပြီးတော့ pressure တွေဒါအိမ်ကိုလွမ်းတဲ့ pressure တွေအများကြီးရှိတယ်ဒါပေမဲ့အဲ့ဒီနေ့မှာသူတို့အားပေးတဲ့အသင်းပြိုင်ပွဲကရှိလို့သူတို့အားပေးတဲ့ချိန်မှာဒီအသင်းကနိုင်သွားတယ်ဆိုရင်သူတို့ရဲ့အထီးကျန်မှုတွေသူတို့ရဲ့ဖိအားတွေကရော့နေသွားပြီးတော့နောက်နေ့တွေအတွက်သူတို့မှာဒါခွန်အားတွေပိုင်ဆိုင်ခဲ့ကြရတယ်ပေါ့နော်အဲ့ဒီအပြင်ကိုမှအခုလက်ရှိဆိုရင်ကျွန်တော်တို့ရဲ့ဒီ social media တွေဖြစ်တဲ့ Facebook တို့ TikTok တို့မှာဆိုရင်ဒါရင်ဘတ်ချင်းတူတဲ့ fan တွေကစုပြီးတော့ဒါအတူတူအားပေးကြတာမျိုးတွေအတူတူဆွေးနွေးကြတာမျိုးတွေနဲ့ဒါမိတ်ဆွေကောင်းတွေရရှိခဲ့တယ်ပျော်ရွှင်စရာအခိုက်အတန့်တွေအမှတ်တရတွေအတူတူအောင်ပွဲခံတဲ့ပျော်ရွှင်မှုတွေလည်းကျွန်တော်တို့ပိုင်ဆိုင်ခဲ့ရတယ်ပေါ့နော်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဘောလုံးပွဲတွေဘောလုံးအသင်းတွေကိုအားပေးခြင်းအဖြစ်ကျွန်တော်တို့အနေနဲ့ဒါမေးလို့မရတဲ့ငွေနဲ့တန်ဖိုးဖြတ်လို့မရတဲ့ပျော်ရွှင်မှုတွေဒါစိတ်လှုပ်ရှားမှုတွေဒါတန်ဖိုးဖြတ်လို့မရတဲ့မိတ်ကောင်းဆွေကောင်းတွေရင်ဘတ်ချင်းတူတဲ့ညီကိုတွေကိုကျွန်တော်တို့ပိုင်ဆိုင်ခဲ့ရတယ်လို့ကျွန်တော်ပြောပြချင်ပါတယ်ညီကိုတို့အနေနဲ့ရောဘယ်လိုထင်လဲကျွန်တော်ရဲ့ comment အောက်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ